တို့ဘောတူမေတ္တာထားကြစိတ်ကောင်းနှလုံးကောင်းမွေးကြကိုယ်ရနေကြသွားတဲ့ပုဂ္ဂိုလ်ပေါ်မှာကျင်နာပွားကြကိုချင်းစာတရားထားကြကိုယ်ရတာလွန်သွားတဲ့ပုဂ္ဂိုလ်လည်းပဲသဘောပေါက်နားလည်ပြီးတော့သူ့ပေါ်မှာမနာလို့မရှုစိတ်မဖြစ်ကြနဲ့တစုံတစ်ယောက်ကကိုယ့်ကိုစော်ကားတော်လည်းပဲအညှိုးအတေးတွေထားပြီးတော့တုံ့ပြန်တဲ့ရံပတ်တွေမလုပ်ကြနဲ့ဆိုမငြိမ်းချမ်းအောင်ဆုံးမပြီးတာဖြန့်ဖြေးပြီးတဲ့စိတ်နေသဘောထားတွေတကယ်အေးချမ်းမှုကိုဖော်ပြအဲ့ဒီလိုပြောတဲ့ပုဂ္ဂိုလ်တပုတ်ရှိတယ်ဟေးငုံမခံနဲ့ချသူကဒုံနဲ့ဆိုငါဓာနဲ့ဆိုငါလက်နဲ့ဆိုအဲ့လိုမြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကလည်းလောကမှာရှိရလေအဲ့ဒီလိုငုံမခံနဲ့အပြတ်ရှင်းဖြတ်ကြတတ်ကြဖြတ်ကြဆိုတဲ့ပုဂ္ဂိုလ်တိုက်တွန်းတဲ့ပုဂ္ဂိုလ်နဲ့မလုပ်ကြနဲ့အလုံးသိခံပြီးတော့တုံးနဲ့တူဆင်ပြေအောင်ကိုချင်းစာတရားနဲ့နေကြဆိုတော့အေးချမ်းမှုနဲ့ပူလောင်မှုကမတူနော်ပူလောင်မှုကမတူသို့သောလောကသားတွေအနေနဲ့ကငုံခံလိုက်တာကိုရှုံးပေးတယ်လို့ယူဆကြတယ်ရှုံးပေးတယ်ဒီဘဝမှာသူကကြည့်လိုက်လို့ရှိရင်ရှုံးသွားတယ်လို့ယူဆကြတယ်တကယ်ကတော့မြတ်စွာဘုရားကအဲ့ဒါလို့မမြင်ဘူးမရှုံးဘူးဘာကြောင့်မရှုံးလို့ဆိုရင်မင်းရဲ့ရင်ထဲနှလုံးမှာဒေါသဆိုတဲ့အကုသိုလ်မဖြစ်တာကိုအမဲမှာမရှုံးဘူးဒေါသအကုသိုလ်ဖြစ်လို့ရှိရင်အ ਨੇ ဆုံးဒီလူဟာဖြစ်ရဘဝမှာအယုတ်ဆိုးကြည်တံဖြစ်မယ်နောက်ဘဝရောက်တော့လို့ရှိရင်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့ရှောက်ရပုံဟာအပင်ငရဲပဲဖြစ်တယ်အပင်ငရဲကလွတ်လာလို့ရှိရင်သူဟာဒေါသကြီးတဲ့တိရစ္ဆာန်မျိုးတွေပဲဖြစ်တယ်ခွေးဖြစ်ရင်လည်းတဟောင်းဟောင်းလုံးတဲ့အကောင်မျိုးကြိုက်တတ်တဲ့ခွေးနော်ကြားဖြစ်မယ်ချင်းသေးဖြစ်မယ်ရန်လိုတဲ့အမျိုးအစားမျိုးတွေဖြစ်တယ်ဆိုတော့သူဟာဘယ်ဘဝရောက်ရောက်ကောင်းနိုင်စရာအကြောင်းမရှိဘူးဒီဒေါသတွေနဲ့တဟုံးဟုံးမှန်မှုပြီးတော့သူ့ဘဝဟာအေးချမ်းတယ်ဆိုတော့မရှိအဲ့ဒါလို့တစ်ဖက်သားကိုအနိုင်ယူတဲ့အဆိုးတွေဖြစ်တော့သူတို့နိုင်တဲ့ပုဂ္ဂိုလ်ရောမပေါ်ဘူးလားဆိုပေါ်လာတာပဲနိပေါ်လာတုံးလက်ဆိုတာမျိုးလောကမှာရှိတာအနိုင်ယူရင်တုံးလက်ရှိတယ်အနိုင်မယူဘူးနော်ရှုံးပြီးနှလုံးအေးတဲ့ဆေးဆိုရင်ရှုံးပေးလိုက်ခြင်းအပြင်လောကမှာတော့ရှုံးသွားတယ်လို့ထင်တယ်မဟုတ်ဘူးဘယ်သူကိုရှုံးပေးတာတော့ဆိုလို့ရှိရင်မေတ္တာနဲ့ရှုံးပေးတာဖြစ်တယ်